ဒီနေ့တော့နနက်သီးအမဲသားတုပ်ထိုးလှုပ်စားကြရအောင်ချိုချိုချင်းချင်းအရသာရှိပြီးအသားကလည်းတကယ်ကိုနူးညံ့နေရောပဲခလေးတွေလည်းကြိုက်ကြမှာသိချတယ်လူကြီးတွေအတွက်အမီးလို့လည်းအဆင်ပြေတာပေါ့ ပထမဆုံးအမဲသားနဲ့နာနတ်သီးကိုအတုံးသေးသေးလေးတွေတုံးပေးပါပြီးရင်ပဲငံပြာရည်ခယူစီငရုတ်ကောင်းမုန့်နဲ့ငရုတ်သီးမုန့်တို့ကိုထည့်ပါဒီနေရာမှာနာနတ်သီးအနှဲငယ်ထည့်ပြီးအတူတူနေပေးရပါမယ်နာနတ်သီးကအမဲသားကိုပိုပြီးနူးညံ့ဣဆက်သွားစေလိုပါ10မိနစ်လောက်နှက်ပေးထားရင်ရပါပြီနောက်ပြီးတော့အာလူးတွေကိုအတုံးထူထူလေးတွေတုံးပြီးရေစိမ်ထားပါဝါတို့ချောင်းတွေကိုလည်းရေနွေးနဲ့ကြိုစိမ်ထားပေးပါအသားတွေကိုတုပ်ထိုးတဲ့အခါမှာပုံမြန်ပြီးလက်မဆူအောင်အပေါက်ပါတဲ့ဇကာကိုသုံးလို့ရပါတယ်အသားနဲ့နနက်သီးတွေကိုဇကာပေါ်ဖြန့်တင်ပြီးတုပ်ချောင်းနဲ့ဒီလိုလေးထိုးချလိုက်ရုံပါပဲအရန်လွယ်ကူမြန်ဆန်ပါတယ်အသားกินတဲ့အခါမှာ air fryer အောက်ခြေမှာအာလူးတွေကိုအရင်ခင်းပါပြီးရင်အသားတုပ်ထိုးတွေကိုအပေါ်ကနေစိုက်ပြီးထောင်ရက်လေးတွေစီထည့်ပေးပါဒီလိုနည်းနဲ့กินရင်အသားတွေကိုဟိုဘက်ဒီဘက်လှန်ပေးစရာမလိုတော့ပါဘူး180 degree celsius နဲ့15မိနစ်กินပေးပါအသားတွေကျက်သွားပြီဆိုရင်အပြင်ထုတ်လိုက်ပါအောက်ကကြံခဲ့တဲ့အာလူးတွေကိုတော့အချောင်းလိုက်လေးတွေပြန်တုံးငရုတ်သီးမုံလေးဖြူပြီးနောက်ထပ်10မိနစ်ထပ်กินပေးလိုက်ပါကဲအစင်သင်းဖြစ်ပြီဆိုရင်ဆက်လက်ရွက်ထဲမှာအမဲသားกินရဲ့အာလူးกินရဲ့ကိုထည့်လိုက်ပြီးစားလို့ရပါပြီကြည့်ရုံနဲ့တင်စားချင်စရာကောင်းတဲ့ဒီအသားกินလေးကိုတငယ်ချင်းတွေမိသားစုတွေနဲ့အတူတူလှုပ်စားရင်ဖက်ရက်လေးကိုဖြတ်တန်းလိုက်ရအောင်